ဝက်ချန်ကတ်ခွာလေးတွေကိုဘယ်လိုသုံးရမလဲဆိုပြီးတော့မေးထားရေပေါ့နော်မေးထားတော့ဒီကျဲပုံစံလေးကိုဘယ်လိုသုံးရမလဲမေးထားတယ်တလက်စာရေးဒီ၃ခုပါပြောမယ်ဝက်ချန်ကတ်ခွာတော်တော်များများတော့သုံးပုံသုံးနေရတူတူပဲဝက်ချန်ကတ်ခွာတွေအခုကတ်ကြတယ်ကတ်တဲ့အခါမှာလဲနီးမှန်ဖို့လိုသေးတယ်နီးမမှန်ရင်လဲတစ်ခါလေကြာရင်ပိုဆိုးတာတစ်ခါလေကြာရင်ထိရောက်မှုမရှိတာအဲ့လိုဖြစ်တတ်တယ်အဲ့တော့ဝက်ချန်ကတ်ခွာလေးတွေကိုနီးမှန်လက်မှန်နဲ့ဘယ်လိုကတ်ရမလဲဘယ်လောက်ကြကြကတ်ရမလဲအများကြီးပဲပေါ့နော်အဲ့တော့စနစ်တကျအသုံးပြုပုံလေးပြပြမယ်ပြီးတော့ဒီ၄ခုလုံးပေါ့နော်ဒီခေါ်စာအေးယွန်းခဲဒီကျဲပုံစံလေးဒါတော့အတမ်းမထွက်တယ်လို့ကျဲပုံစံလေးပဲပြောလိုက်တယ်မယ်ပေါ့နော်ဒါလေးတွေပြောမယ်ဒါလေးတွေမပြောခင်မှာမေးထားတယ်မေးခွန်းအရှိကြီးပဲပြီးတော့ဒီမေကွန်ပိုင်ရှင်ကတော့ပစ္စည်းတွေဘောင်းစုံဝယ်ထားတာအဲ့တော့ကို့မာလေး skin care နဲ့ပတ်သက်ပြီးတော့ပစ္စည်းအစုံရှိတယ်ဘယ်နေ့ဘယ်ရက်မှာဘယ်ဟာသုံးပြီးဘယ်လိုမသုံးရမလဲဆိုတာသိချင်နေဆိုရင်လည်းဒီဗီဒီယိုလေးကိုဆက်ကြည့်နော်ပြီးရင်နောက်ဆုံးမှာလောကဝက်ချန်ကတ်ခွာနဲ့ပတ်သက်ပြီးတော့တေချာလေးပြပြထားမှာနော်ဝက်ချန်ကတ်ခွာကိုဘယ်လိုသုံးရမလဲပါလဲပေါ့နော်ဆိုတော့ဒီမှာဒီမေကွန်လေးပေါ့နော်ဒီမေကွန်လေးဖြည့်ပေးနော်ဆိုတော့ဒီတစ်ခါတော့ဖြည့်ပေးပါမယ်အခုဖြည့်ပေးပါပြီเนาะpeel off mask ရေ peeling ရေ clay mask ရေ၃မျိုးကိုတစ်ရက်ထဲသုံးလို့ရလားတစ်ပတ်မှာတစ်မျိုးပဲသုံးရတာလား၃မျိုးလုံးဝယ်ပြီးဘယ်လိုသုံးရမလဲမသိတော့တဲ့ဆိုတော့ peel off mask ဆွဲခွာရတာ peeling ကကြတော့လိမ့်ထားပြီးတော့မျက်နှာဆေးချရတဲ့အရည်လည်းရှိတယ်ပြီးရင်ဒီလိုလိမ့်ပြီးတော့ဒီလိုတွန်းလိုက်အလိမ့်ထွက်တဲ့ peeling လည်းရှိတယ်ပြီးရင် clay mask ကလည်းလိမ့်ထားပြီးတော့ဆေးချရတာเนาะ peel off mask ရဲ့ peeling ရဲ့ clay mask ရဲ့၃မျိုးလုံးတစ်ရက်ထဲသုံးရင်ဘာဖြစ်သွားမလဲဆိုရင် skin barrier တွေအရန်ပြတ်စီသွားလိမ့်မယ်၃မျိုးလုံးတစ်ရက်ထဲသုံးလို့မရဘူးเนาะကိုက peel mask သုံးနေဆိုရင် peel mask သုံး peeling သုံးနေဆို peeling သုံး clay mask သုံးနေဆိုရင် clay mask သုံးပေါ့เนาะpeel mask ၃မျိုးလုံးကိုလေအနည်းဆုံး၄ရက်လောက်တော့ချပြီးတော့ peeling ကလေတအားပြင်းတဲ့ peeling ဥပမာဆို ordinary လို့တအားပြင်းတဲ့ peeling ဆိုရင်10ရက်ချတစ်ခါပဲသုံးသင့်တယ်အဲ့တော့ peel mask ကိုတစ်ခါသုံးမယ်เนาะမျိုးကျေပုံစံဒီဟာပေါ့နော် peel mask ကိုတစ်ခါသုံးမယ်ပြီးရင်၄ရက်လောက်ချပြီး peeling သုံး peeling ကတအားပြင်းတဲ့ peeling ဆိုရင်10ရက်လောက်ချပြီးတော့မှ clay mask ကိုပြန်သုံးအဲ့လိုမျိုးမမှတ်ချင်ဘူးရှုပ်တယ်ဆိုရင်တပတ်ချသုံးပြီးเนาะအနည်းဆုံးတော့၄ရက်ချပြီးအနည်းဆုံး၄ရက်เนาะတပတ်ချရင်တော့ပို့ပြီးတော့အဆင်ပြေရယ်เนาะအတန်လေးတော့ဝင်နေပဲเนาะအဲ့လိုမျိုးသုံးပြီးเนาะပြီးရင်အဲ့ဒီမှာ peel mask သုံးပြီးရိုးရှိ mask ရတယ် peeling သုံးပြီးရှိ mask ရတယ် clay mask သုံးပြီးရှိ mask ရတယ်เนาะအခုပြောတာတွေအကုန်လုံးသုံးပြီးတဲ့အခါမှာရှိ mask ကလို့ရှိရင်ရှိ mask ရဲ့အားနည်းတွေကပို့ပြီးတော့ထိရောက်တယ်เนาะအဲ့တော့အနည်းဆုံး၄ရက်ချဒါမှမဟုတ်တစ်ပတ်ချပြီเนาะ၃မျိုးလုံးတစ်ခါရတော့မသုံးပါနဲ့အဲ့ပြီးသွားပြီပြီးရင်ဗာလဲဂျယ်တိုက်မွိုက်ချလိမ့်ပြီးမှတဲ့ sun cream လိမ့်တာတဲ့မျက်နှာမှာအဖြူအဖက်ကြီးတွေဖြစ်နေလို့တဲ့ညီမ skin မကောင်းတာလားတဲ့သုံးနေတဲ့ moisture နဲ့ sun cream ရလား sun cream ရပဲမကောင်းတာလားပြောပြီးတဲ့ moisture က matte walk ခံမင်းကျဲ sun cream က BSC crystal aura sun cream ကြောင့်ဖြစ်တာเนาะBSC crystal aura ရဲ့ Labliya Cica sun cream ရဲ့တဲ့တိုနာက Derma Factory Essence တိုနာတဲ့တွဲတာမှန်လားဆိုတော့တွဲတာကတော့ရတယ်ဘာမှမဖြစ်ဘူးပေါ့နော်အဲ့တော့အခုပြောတဲ့ပုံရဆိုရင်တိုနာသုံးတယ် moisture သုံးတယ် sun cream သုံးတယ်ဒါလိုက်သုံးလိုက်တာနေပဲเนาะပို့ပြီးတော့မျက်နှာလေးဆူအီလေးနဲ့ glow ပြီးတော့ညံ့လေးဖြစ်ဖို့ဆိုရင် serum လေးမထည့်လို့လည်းမရပြန်အောင်အဲ့တော့တိုနာသုံးမယ် serum သုံးမယ် moisture သုံးမယ်sun cream ကြောင့်ဖြစ်နေတာဒီလား BSC crystal aura လေးဖြစ်တတ်တယ်စီကာဆန်းခွင်ကလည်းတစ်ချက်ပေါ့နော်မတဲ့ဘူးဆိုတာထက်ကွာအဲ့လိုကို့အသားအရည်ကလက်မခံတာပေါ့ဘယ်လိုပြောရမလဲပေါ့အဲ့လိုဆန်းခွင်အရင်ပြောင်းကြည့်ဆန်းခွင်ပြောင်းလို့မှအဖက်ဖြစ်တုံးမယ်ဆိုရင်တစ်ချက်ပြန်ပြောရေးဆန်းခွင်ကိုလေဒီဟာလေးသုံးကြည့်ပါလားဆိုတော့ beauty or johnson ဆိုဒါပေမဲ့ဈေးကတအားဟာဝါမယ် BSC တို့ Lablay တို့က1000ကျော်လောက်ပဲLablay ဆို1000တောင်မကျော်ဘူးလीเนาะအဲ့လောက်ပဲရှိမယ်ခဏလေးเนาะဈေးရောက်လာအောင်မယ်ဆန်းခွင်เนาะဆန်းခွင်ပြောင်းကြည့်လိုက်ဆန်းခွင်ပြောင်းတာမှာအဖက်တွေဖြစ်တယ်ဆိုရင်တစ်ချက်ပြောပြီးတော့အခုဝယ်ထားတာ peel mask လည်းဝယ်ထားတယ် peeling လည်းဝယ်ထားတယ် clay mask လည်းဝယ်ထားတယ်ဆိုတော့တအားကောင်းတယ်၃ခုလုံးကလीเนาะအဲ့တော့အဲ့၃ခုကိုတစ်ပတ်ချတစ်ခါသုံးပြီးရင်အဲ့ဒါသုံးပြီးတိုင်းရှိ mask ကပ်ပြီးရင်ဆန်းခွင်လေးတစ်ချက်ပြောင်းကြည့်ပြီးဆန်းခွင်ကဝယ်ထားတာအများကြီးကျန်သေးရဆိုရင်เนาะလောဆယ်ဆက်လိမ့်ချင်တယ်ဆိုလဲလိမ့်ပေါ့เนาะပြီးတော့အဲ့ရတယ်ဘာမှမဖြစ်ဘူးသိလားအခုလဲလေ
ဒီဟာအဲ့ဒါမပြောပြရသေးဘူးဆိုတာ2ခါ3ခါပဲ3ခါတည်းတော့ဘာမှမပြောသေးရဒီဟာလေး green milk လေးက Macquarie campaign ကျယ်လေးဒါအခုသုံးနေတာဒါသုံးပြီးတော့ sun cream လေးနာပိုတောင်ကောင်းသေးရဲ့နော်ပိုတောင်ကောင်းသေးအဲ့တော့ sun cream ကြောင့်ပဲဖြစ်မယ် sun cream ကြောင့်ကြည့်နော် sun cream ကြောင့်ကြည့်တကယ်လို့ဘယ်လိုပြောမလဲရွေးပေးဆိုလို့ရှိရင်လည်းမှန်ပေါ့နော်ဈေးဘလောက်ကနေဘလောက်ချားသုံးချင်နေဘယ်လို sun cream သုံးရမလဲအဖက်လည်းမဖြစ်ချင်ဘူးဆိုရင်ထပ်ပြီးတော့မှန်းလိုက်နော်ကောက်ကိုရွေးကြည့်မယ်ဆိုလည်းရွေးကြည့်နော်ဆိုတော့အဲ့ဒါပဲပေါ့နော်ဒါမှ factory essence toner ရတယ်သုံးတာလေးတွေကတော့မစိုးပါဘူးမှန်ပါတယ်ပေါ့နော်โอเคဒါဆိုရင်နော်ဝက်ချန်ကတ်ခွာလေးတားလိုက်ကြရအောင်နော်အခုမေးထားတာဒီကျဲပုံစံလေးကိုဘယ်လိုသုံးရမလဲတဲ့အဲ့တော့ပြောမယ်နော်သုံးပုံသုံးနည်းတွေကတူတူပဲနော်ဒါပဲ33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 သုံးပုံသုံးနည်းတွေကတူတူပဲအဲ့တော့သုံးနည်းမပြောခင်မှာအရင်ဦးဆုံးတစ်ခုချင်းစီအကြောင်းလေးကိုတစ်ချက်ပြောမယ်နော်ဒါလေးကကြတော့အခု200ပါတယ်ဘတ်ဂျက်တအားစီဖြစ်တယ်ဘတ်ဂျက်စီဖြစ်တယ်ကောင်းရင်လားဆိုရင်လည်းတစ်ချက်ပြောမယ်သူ့မာလေးချင်းအေးသူ့မာလေးပေါင်ပစ္စည်းလေးရှိတာပေါ့နော်ကိုတက်ဆေးဖြစ်လားမဆေးဖြစ်ဘူးလားအစင်ရောပြေလားတကယ်ရောဝက်ချန်တက်တာလားပြောမယ်နော်သူ့မာက Santella T3 အဓိကတော့အဲ့ဒါလေးပါတယ်Hyaluronic acid ပါတော့ဒီလိုအုပ်ထားတဲ့အချိန်မှာ6ကတ်သွားတာမရှိဘူးเนาะအဲ့တော့အဆင်ပြေတယ်သုံးမယ်ဆိုရင်သုံးလို့ရရဲဒီဟာလေးဆိုရင်ဆိုင်မှာနေတိုင်းကုန်တယ်လို့ပြောလို့ရရဲနေတိုင်းပဲတချို့ရက်တွေဆိုတရက်နဲ့ဘယ်နှခုလဲမသိဘူးကုန်တယ်ပေါ့နော်ဟိုပြောမယ်ဆိုလူသုံးများတယ်เนาะဒီဟာကတော့ဝက်ချက်ကပ်ခွာရည်ထဲမှာလူသုံးအများဆုံးအခု200ပါတာဟိုမှာ6000ပတ်ချလေးပဲရှိရဲဆိုတော့တန်တယ်ပြောရမှာပေါ့เนาะဆိုတော့ဒါကတော့T3 တို့စန်တယ်လာအောင်နဲ့တည့်ရဆိုရင်ဒါလေးသုံးကြည့်ဒါတစ်ခုเนาะပြီးွားလို့ရှိရင်ဒါကကြတော့ခော့ဆိုင်ကအနီရောင်ပေါ့เนาะခော့ဆိုင်ကအနီရောင်သူ့မှာကကြတော့သူကနည်းနည်းလေးထူတယ်ဆိုတော့ညဘက်သုံးရင်ပိုတင်တော်တယ်နေ့ဘက်သုံးလဲရတယ်ဒါပေမဲ့ထင်းနေမှာပေါ့နော်ဝက်ချန်ကက်ခွာကြီးဆိုပြီးထင်းနေမယ်ပေါ့နော်အဝိုင်းအဖြူသူကတော့ကျေပုံစံလေးဆိုလှတယ်ပြီးတော့သူ့ရဲ့ပါဝင်ပစ္စည်းလေးကိုတစ်ချက်ကြည့်လိုက်တဲ့အခါမှာဆိုရင်ဒီဝက်ချန်တက်တာစီတဲ့ ingredients တွေပါတယ်သူ့ရဲ့ ingredients နဲ့ Yonke ရဲ့ ingredients နဲ့ခက်စစ်စင်တူတယ်အကုန်လုံးတူတာတော့မဟုတ်ဘူးခက်စစ်စင်တူတယ်ပေါ့နော်ပြီးတော့ဒီမှာ zip 8လေးပါတယ်သူတို့ရဲ့အားသာချက်တွေပေါ့ zip 8ပါတယ် Yonke မှာဆိုလဲ zip 8ပါတယ်ဒါတွေကလေတလက်လို့တိတ်မကောင်းအဲ့တော့ကိုကသုံးမယ်ပြီးရင် zip 8ထဲကိုပြန်ထည့်ထားမယ်ဆိုရင်လေးလုံးနေအဲ့လိုဆိုရင်တော့အဆင်ပြေရယ်နော်โอเคဒီမှာဆိုရင်ဒါ24ခုပါတယ်ဒါကတော့1000ပတ်ချလေးပေါ့နော်24ခုပါတယ်နည်းနည်းလေးထူတယ်ပြီးရင်နေ့ဘက်သုံးမယ်ဆိုရင်ဒီကောင်ကကျတော့အမဲပါတယ်ဒါပေမဲ့သူ့မှာက18ခုပဲပါတယ်เนาะ18ခုဆိုနဲတော့နေတာပေါ့ဒါပေမဲ့လည်းနဲတယ်ဆိုရင်လည်းမိုက်တယ်ပေါ့မိုက်တယ်ပေါ့နော်ဒီမှာ zip 8လေးနဲ့တိကျပြန်သိမ်းလို့ရတယ်เนาะကိုကပထမဦးဆုံးချိန်ဆိုဒါလေးဝယ်ပြီးွားလို့ရှိရင်နောက်ခါကျရင်ဒါလေးဝယ်ပြီး zip 8လေးဒီထဲကိုထည့်တာဒီ zip 8ကအရန်အဖို့တန်တာเนาะအရန်အဖို့တန်တာလေးလုံးနေလीเนาะ zip 8လေးနဲ့ကြာအစင်အရန်ပြေရယ်เนาะဆိုတော့โอเคဒီမှာလာလိုက်မယ်ပေါ့နော်ဒါ18ခုပါတယ် benefit တွေကလည်းအဆင်ပြေတယ်ဒါကကျတော့နေ့ဘက်3တင်တော်တယ်ပြီးရင်ဒါကကျတော့ညဘက်3ရင်တင်တော်ရေပေါ့နော်ခေါ်စာ8ပြီးရင်နောက်ဆုံးတစ်ခုက Yonke ပေါ့နော် Yonke เนาะဒီဥစ္စာ Yonke ကသူကထုတ်တာတော့မကြသေးဘူးပေါ့နော်ပိုင်ရှင်ကမြန်မာလို့ပြောတယ်ဒါပေမဲ့သူ့ရဲ့ quality တွေအကုန်လုံးကိုဒီကိုရီးယားရဲ့ direct စက်ရုံမှာပေါ့နော်ကိုရီးယားစက်ရုံမှာတေချာလေးစနစ်တကျဖော်ဆက်ထားတာဆိုတော့သူ့ရဲ့ formula တကယ်ကိုရီးယား formula အစစ်ကိုမှကိုရီးယားမှာထုတ်တာ quality ကအားကောင်းတယ်ပေါ့နော်ဒါသုံးမှုရဲ့သူတိုင်းသိရ Yon Skin နဲ့မှာလူကြိုက်အများဆုံးကတော့ Sun Essence ပေါ့လုံးဝလိမ့်လိုက်လို့ရှိရင်ပြာတာကွက်တာလုံးဝမရှိဘူးပြောအောင်မယ်စောတော့အလေးထွက်တယ်ဆိုလို့ရှိရင်Yon Skin ကနေပြီးတော့ထွက်တယ်ပါလေYon Skin Sun Essence เนาะ Sun Essence လေးသုံးကြည့် Sun Essence ဆိုလုံးဝဘာမှမဖြစ်စေရအလေးလုံးဝမဖြစ်စေရဘာလို့သုံးတဲ့ green matte လေး moisture ချေကိုသုံးပြီးတော့လေ sun cream လိမ့်တာပိုတောင်လိမ့်လို့ကောင်းသေးတယ်အဲ့တော့အလေးထွက်တယ်ဆိုတာက moisture ကြောင့်နေပါရတော့မဟုတ်ဘူးအဓိကကတော့ sun cream ကြောင့်အဲ့တော့ Yon Skin ကထွက်တဲ့ Sun Essence လေးသုံးကြည့်ဘာလေးမှမထွက်စေရအောင်เนาะအားလေးတစ်ချက်သုံးကြည့်ပါเนาะပြီးတော့ဒီ Yonke ရဲ့ပေါင်ပစ္စည်းကဒီခော့ဆိုင်နဲ့ခက်စစ်စင်တူတာတွေ့တယ်ပြီးတော့လို့ရှိရင်သူ့မှာက33ခုပါတယ်ဆိုတော့ budget စီးဖြစ်တာပေါ့ဒါ8500လေးเนาะ8500ကို33ခုပါတော့မစိုးပဲပေါ့เนาะဒါကတော့ကိုယ့်ရဲ့ budget ပေါ်မူတည်ပြီးတော့ကိုသုံးချင်တဲ့ဟာကိုရွေးချယ်ပြီးတော့သုံးအဲ့လိုမျိုးဆိုရင်တော့အဆင်ပြေရယ်เนาะဒါကတော့ဘယ်ဟာသုံးရင်ကောင်းမလဲပြပြတာကဲလာပြီ3ပုံ3နည်းဘယ်လိုမျိုးသုံးမလဲပေါ့နော်အရင်ဦးဆုံးအနေနဲ့မျက်နှာလေးကိုတစ်လိုက်ပါမယ်ပြီးရင်တိုနာလိမ့်ကြတော့မယ်တိုနာမလိမ့်ခင်ဝက်ချန်ပေါ်ကတ်လိုက်ဝက်ချန်ပေါ်ကလိုက်နော်ပြီးတော့မှတိုနာလိမ့်မယ်တခြားလိမ့်မယ်ဟဲအဲ့လိုလိမ့်လို့ရှိရင်ဝက်ချန်ကတ်ခွာကွာဝါမှာပေါ့ဆိုရင်တအိုင်ပွတ်တိုက်ပြီးတော့ဆွဲမခွာရင်တော့မကွာဘူးနော်အိုင်နားလေးကိုတော့နည်းနည်းအသာအရာလေးလုပ်ပေါ့
တကယ်လို့ကိုက make up လိမ့်မယ်ဆိုလို့ရှိရင်လေအဲ့ပေါ်လေးကို make up ပပလေးလိမ့်လိုက်အဲ့လိုပဲလိမ့်ချာကြီးတော်တော်များများလीနော်အဓိကကတော့မျက်နှာပေါ်ဘာမှမတင်ရသေးခင်ဒါပေမဲ့မျက်နှာ6ဖို့တော့လို့တယ်မျက်နှာကိုရေ6နေအောင်တော့တုပ်ပြီးရေ6တော့မှဝက်ချန်ကတ်ခွာကတ်လို့အဆင်ပြေတာเนาะအဲ့တော့ရေ6နေဖို့တော့လို့တယ်ရေ6နေတဲ့ skin ပေါ်မှာကတ်ပြီးတော့မှတိုနာလေးပဲတခြားလိမ့်ချင်တာလေး make up လိမ့်ချင်လေးလိမ့်ပါဖြစ်ဘူးရရပေါ့เนาะအဲ့ဆိုရင်တော့3လီပြီးရင်ဒီမှာသူတို့ရဲ့အာဝါတွေရှိရေပေါ့เนาะသူတို့ပြောတဲ့အချိန်ကိုတော့ဟိုပို့ပြီးတော့မလုံနေပေါ့เนาะအနည်းဆုံးကတော့6နာရီ9နာရီလောက်တော့ခံနေပေါ့เนาะပြီးရင်10နာရီလောက်လည်းခံနေဟုတ်တယ်10နာရီပတ်ချလေလောက်တော့အနည်းဆုံးခံနေပေါ့เนาะဒီမှာဆိုရင်သူကတေချာမပြောထားဘူးမတေချာမပြောထားလို့ရှိရင်9နာရီ10နာရီလောက်ခံနေဒီကောင်ကပေါ့เนาะဒီဟာကြတော့သူကဟိုကnon dry 100% safe တယ်ဒါလည်းမိုက်တယ်เนาะမိုက်တယ်ဒါပေမဲ့ကျဲပုံစံကသာ4နာရီကနေ9နာရီထိပဲเนาะ4နာရီကနေ9နာရီထိပဲဆိုတော့9နာရီကြော်သွားလို့ရှိရင်เนาะအဲ့ဒါကိုခွာလိုက်ပေါ့เนาะခွာလိုက်ပြီးရင်လေအဲ့လိုဥပမာပေါ့เนาะအဲ့လိုအမြဲတမ်းကတ်ထားနေမယ်ဆိုရင်မကောင်းလို့ပြောလို့ရတယ်ကိုကနေကင်းဘက်မှာဘက်တီးရီးယားတွေမဝင်အောင်ကာကျင်နေသူဆိုရင်နေကင်းဘက်ကိုဦးစားပေးပြီးကတ်ဒါမှမဟုတ်ကိုကညဘက်မှာတေချာ treatment လုပ်ပြီးတော့တေချာလေဝက်ချန်ကိုကုချင်နေဆိုလို့ရှိရင်ညဘက်ကတ်မနက်တီရောညတီရောမလေးနေတိုင်းအဲ့လိုကတ်မယ်ဝက်ချန်ကိုလုံးဝအပေါက်လုံးဝမဖွင့်ပေးထားဘူးဆိုရင်လည်းအရင်ကြီးတော့မကောင်းပေါ့နော်အဲ့တော့နေကတ်မယ်ဆိုနေကန်ညကတ်မယ်ဆိုညကန်အဲ့လိုမျိုးပေါ့နော်အလှဲကြလေးကန်ဒါမှမဟုတ်ခဏတော့သူ့ကိုလွတ်ထားပြီးပေါ့နော်အဲ့လိုလည်းပြောအဲ့မှတဲ့အခုမှတွေ့တယ်မှာစန်တင်လာပါပါတယ်တော့စန်တင်လာပါပါတော့လေဒါအမာရွတ်ပါတက်တာရဲ့နော်ဝက်ချန်တောင်ဖြစ်တဲ့အမာရွတ်တက်တာရဲ့ပြီးအဲ့အမာရွတ်ကဒီ skin မှာအကြာကြီးလည်းမနေဘူးပေါ့ဆိုဝက်ချန်ကအားပေးလားဆိုတော့အားပေးတယ်နော်အားပေးဒါပေမဲ့ကိုယ်တိုင်ကပ်ဘူးလားဆိုတော့ခါမှမကပ်ဘူးသိလားဟိုကက်ရဟိုအရင်တော့ဝက်ချန်အကြီးတွေရှိတော့ဝက်ချန်ကခွာမခက်မစားသေးဘူးခက်မစားတော့ဒီဇိုင်းပဲနေတာအခုဝက်ချန်ကခါကြီးခက်စားနေတော့ကတ်မဲဆိုပြီးလှုပ်လိုက်တော့လေဝက်ချန်ဟိုလိုကြီးထွက်တာလည်းမဟုတ်ဘူးထွက်တယ်မှာလေထွက်တာတော့ထွက်တယ်ဟိုလိုကြီးအရင်အကြီးထွက်တာလည်းမဟုတ်တော့ဒီတိုင်းလေးပဲပေါ့အဲ့လိုပဲပေါ့နော်โอเคဆိုတော့ဒါဝက်ချန်ကခွာလေးအကြောင်းကိုပြောပြလိုက်တာပေါ့နော်ဒီလောက်ဆိုရင်လုံလောက်မယ်ထင်နေပေါ့နော်ဒါမှမဟုတ်ဝက်ချန်ကခွာနဲ့ပတ်သက်ပြီးတော့မေးချင်တာရှိရဲဆိုလေထပ်မေးလို့ရတယ်နော်ထပ်ပြီးတော့ပြပြီးပြီပေါ့နော်ဆိုတော့အခုလိုမျိုးဗီဒီယိုလေးကိုဆုံးတဲ့ထိကြည့်ပြီးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးနဲ့ပြန်လဲဆိုပြပါမယ်နော်မေးချင်တာရှိရင် comment မှာမေးလို့ရပါတယ်အားလုံးပဲတတာနော်